မင်္ဂလာပါရှင်ဒီတစ်ခါချုပ်ပြပေးမှာကတော့ zipper pouch အိတ်လေးဖြစ်ပါတယ်ပထမဆုံးကျမတို့ကအလျာ6လက်မနဲ့အနံ9လက်မခွဲရှိတဲ့ပိစာလေးတွေညှက်ထားပါမယ်ဒီမှာဆိုရင်ကျမကlightning set လေးခံမှာဆိုတော့ lightning set ကိုလည်းထိုးအလျာတိုင်းပဲအတူတူညှက်မယ်ပြီးတော့မှကတ်မယ်ပေါ့နော်နောက်တစ်ခုခံပြီးတော့ချုပ်မယ်ဖော့ပေါ့နော်ဖော့ကိုလည်းဒီအတိုင်းပဲချုပ်ပါမယ်ဒါကဖော့ချက်ပြီးတဲ့ခါမှာဒီအတွင်းကနေခံချုပ်မဲ့အသားပေါ့နော်မိုးကသားဆိုလည်းရတယ်ကျမတော့အယောင်တူအောင်လို့မိုးကသားမသုံးပဲနဲ့ဒီမှာစပန့်လို့အသားမျိုးလေးကိုကျမထည့်သုံးထားတယ်ပေါ့နော်ဒါလေးကတော့ကျိုးအတွက်ပေါ့နော်ကျိုးလေးကထည့်ချုပ်လည်းရတယ်ထည့်မချုပ်လည်းရပါတယ်ဒီအစလေးနှစ်စကတော့ဈေးနေရာမှာပိတ်ပြီးချုပ်ဖို့တော့ဘောနော်ကဲဒါဆိုရင်ကျမကဒီအပြင်ဘက်မှာအလှချုပ်မဲ့အသားကိုလိုင်းနေစားနဲ့ကပ်ပြီးသွားပြီပေါ့နော်ကပ်ပြီးသွားတဲ့ခါမှာကျမတို့တွဲချုပ်မယ်ဒါဆိုရင်အောက်ကအခန်းစားပုံမှာမိုးကစားလေးအခန်းစားပုံမှာဒီဖော့ချက်တင်မယ်ပေါ့နော်ဖော့ချက်ပြီးတော့မှအပြင်ကအလှချုပ်မယ်ပိတ်စာကိုတင်မယ်ပြီးတဲ့ခါမှာအဲ့ဒါကိုတစ်ခါလေးတွဲပြီးတော့ချုပ်လိုက်ပါမယ်အမှတချို့ကကြတော့ဒီအတွင်းခံတဲ့အခန်းစားပေါ့နော်တချို့လည်းမိုးကာစားသုံးတယ်ကျမတို့ဒီမှာပိတ်စာပဲသုံးတာပိတ်စာအဖြူပြောင်စားလေးပဲသုံးထားတာဆိုတော့ပေါ့လေတချို့ကကြတော့အဲ့ဒီအတွင်းခံမဲ့အစာကိုတီးတန့်ချုပ်တယ်ပေါ့နော်ဒီအိတ်ရဲကိုအပြင်နဲ့အတွင်းကိုလှန်လို့ရအောင်ကျမတို့ဒီမှာဒီအတွင်းကိုအတွင်းမှာပဲထားခြင်းတဲ့အတွက်ကြောင့်မလို့တစ်ခါတည်းတွဲပြီးပေါင်းချုပ်လိုက်ပါတယ်တကယ်လို့အိတ်ထဲကနေပြီးတော့အဲ့ဒီအတွင်းစာကြီးအပြင်ကိုထုတ်ပြီးသုံးရတာမကြိုက်တဲ့အတွက်ကြောင့်မလို့ဒီအတွင်းစာအခန်းစားပေါ့နော်အဲ့ဒါကိုကျမကခါလေးဖိချုပ်တယ်ဒါကနောက်ထပ်တစ်ချမ်းပါနောက်တစ်ချမ်းလဲထိုးပြီး၎င်းပါပဲဒီခန်းစားရဲ့အတွင်းရခံမဲ့အခန်းစားပေါ့နော်အဲ့ဒီအခန်းစားရဲ့အတွင်းစားပေါ့နော်အဲ့ဒါရေးပြီးတော့ဖော့ချက်ရေးပြီးတဲ့ခါမှာအပြင်မှာအလှထားမယ်ဒီချီတိုးထားတဲ့နေရာလေးပေါ့နော်အဲ့ဒါလေးတွဲချုပ်မယ်ခုဒါဆိုလို့ရှိရင်တော့ဒါဆော့ကျွန်မဖြတ်ထားတဲ့တလက်မခွဲပတ်လေရှိတဲ့ပိတ်စတိုလေးတွေကိုဒီစီးနှစ်ဖက်မှာအဖုံးပိတ်ချုပ်မှာပေါ့လေအဲ့လိုမျိုးဒီပိတ်စာကိုစနစ်တွဲချုပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာဒီအိတ်ရဲ့တစ်ဖက်တစ်ချက်စီမှာဒီဇစ်ကိုလာတွဲပါမယ်တွဲချုပ်တဲ့အခါမှာဈေးရဲ့အလှချမ်းနဲ့ဒီပိတ်စာရဲ့အလှချမ်းကိုမျက်နှာချင်းဆိုင်ထားပြီးတော့ချုပ်ပေးရပါမယ်ဒါမှချုပ်ရိုးရာကဒီလိုတစ်ဖက်ကိုလှမ်းလိုက်တဲ့အခါမှာအတွင်းဘက်ကိုရောက်နေမှာပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်ဒီဇစ်ရဲ့တစ်ဖက်အနားတစ်ဖက်ကိုနောက်တစ်ချမ်းနဲ့တွဲချုပ်မယ်ချုပ်ပြီးသွားတဲ့အခါမှာဆိုလို့ရှိရင်အဲ့ဒီအတွင်းဘက်ကချုပ်ထားတဲ့ချုပ်ရိုးရာထောင်ကြီးဖြစ်မနေအောင်လို့အပေါ်ကနေချုပ်ရိုးချောင်းတစ်ချောင်းထပ်ပြီးလိုက်မယ်ပေါ့နော်ပြီးတဲ့ခါမှာအဲ့ရဲ့လက်ကင်ကွင်းကျိုးလေးအတွက်ကျမတို့ချုပ်ပါမယ်ဒီအရှိလေးကကြတော့အရှိကတော့ကြိုက်တဲ့လောက်ကြီးပေါ့နော်ဒီသူ့ရဲ့အလျားလေးကတော့တလက်မကွဲလောက်ပဲကျမယူတယ်အဲ့ရဲ့ဒီခောက်မယ်ဒီကျိုးစာလေးရဲ့အစုံနှစ်ဖက်ကိုအတွင်းဘက်ကိုအညီအညာလေးခောက်ထည့်မယ်ပြီးတဲ့ခါမှာခောက်ရရဲ့နှစ်ဖက်ကိုပို့ပြီးတော့မှချုပ်ပါမယ်အရှိကိုတော့မိမိကြိုက်တယ်လို့ထားပေါ့နော်အရှိလို့ရှင်လည်းရတယ်တိုးလေးလို့ရှင်လည်းရတယ်ပြီးတဲ့ခါမှာဒီအိတ်ရဲ့အတွင်းဘက်အလှပချမ်းပေါ့နော်မလှဘက်ကကျမတို့ချုပ်မှာဆိုတော့အလှပချမ်းကိုကျိုးထည့်မယ်ထည့်ချုပ်ပြီးတော့ဒီမလှပချမ်းကိုကျမတို့ချုပ်ပါမယ်ဒီအိတ်ရဲ့ဒီအနားလေးပတ်လုံးကိုဒီစကြာလေးချုပ်ပါမယ်ပြီးတဲ့ခါမှာအဲ့ဒီချုပ်ရိုးရာတွေကျန်ခဲ့တယ်ပေါ့နော်အဲ့ဒီချုပ်ရိုးရာတို့တချို့ကကြတော့ကိုကျိုးလေးနဲ့ကွတ်တာလည်းရှိတယ်ဒါမှမဟုတ်ရှိပြီးသားပိစာလေးတွေထပ်ပြီးကွတ်တာလည်းရှိတယ်ကျမတို့ဒီမှာထပ်ပြီးမကွတ်ချင်တော့ဘူးဘာလို့လဲဆိုတော့ကျမသုံးပါပဲဖြစ်တော့ကြောင့်မလို့ဒီထပ်ပြီးတော့ကွတ်မနေတော့ဘူးပေါ့လေတကယ်လို့ကိုကရောင်းတန်းဝင်ချုပ်မယ်ဆိုလို့ရှိရင်တော့ပို့ပြီးလက်ရာကိုတည်တသက်လုပ်ပေးရမယ်ကျမကတော့ကျမသုံးဖို့အတွက်ကျမချုပ်တာဖြစ်တော့ကြောင့်မလို့ထပ်ပြီးမကွတ်တော့ဘူးဒါပြီးသွားပြီဆိုလို့ရှိရင်အိတ်ကဒီမလှဘက်ကနေအလှဘက်ကိုလှန်ချပါမယ်ဒါကတော့ပြီးသွားတဲ့အနေထားလေးပါဒီအိတ်ကလေးမှာကျမသုံးထားတာကဒီအိတ်ကျိုးလေးပေါ့နော်အိတ်ကျိုးလေးမှာဆိုလို့ရှိရင်ကျမကဒီအိတ်ရဲ့အပြင်စအသားခြိသားမျိုးမဟုတ်ဘဲနဲ့အတွင်းကခံသုံးထားတဲ့ဒီစပန့်အပြော့သားပေါ့နော်အဲ့အပြော့သားကိုပဲကျမကအိတ်ကျိုးမှာပဲပြန်သုံးထားပါတယ်ကျမတို့အိတ်ချုပ်တဲ့ခါမှာဒီအိတ်ကဒီအတွင်းကစားပုံမှန်ဆိုမိုးကသားဆိုလို့ရှင်ရတယ်နော်မိုးကသားအစာမျိုးဆိုထူတောင်းတောင်းလေးဖြစ်တယ်ကျမတို့အယောင်တူအောင်ဆိုပြီးတော့ဒီစပန်အပြော့သားကိုချုပ်လိုက်တာချုပ်လို့တော့သိမကောင်းပါဘူးချုပ်ရတာအရန်သတိထားရပါတယ်အသားပြော့တဲ့အတွက်ကြောင့်မလို့ဒါလေးကတော့ပြီးသွားတဲ့အိတ်ပုံလေးတွေပါဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျင်လဲတူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်နော်ဘိုင်ဘိုင်